ကျွန်တော်တို့ချစ်တဲ့သူတွေဆိုရင်ကျွန်တော်တို့ထိန်းချုပ်တတ်ကြပါတယ်ထိန်းချုပ်မှုဟာဂရုစိုက်မှုလို့ပုံပေါ်တတ်နေပေမဲ့တစ်ဖက်သူအတွက်ကြတော့ချစ်ချင်းမေတ္တာလို့မခံစားစေရပါဘူးခင်ဗျားဒါကိုနေရာတိုင်းမှာတွေ့ရလိမ့်မယ်မိဘတွေကသားသမီးတွေကိုထိန်းချုပ်တာဟိုဟာမလုံနဲ့ဒီဟာလို့လက်တွဲပေါ်အချင်းချင်းတွေကမင်းဒီလိုဖြစ်တဲ့နဲ့ဟိုလိုမဖြစ်တဲ့ဘူးနောက်ပြီးတော့ကျွန်တော်တို့ကလည်းကျွန်တော်တို့ကိုနဲ့ကျွန်တော်တို့ဘေးနားမှာရှိတဲ့အရာတွေကိုထိန်းချုပ်ဖို့ကြိုးစားတယ်ဗျာကျွန်တော်တို့ထိန်းချုပ်တယ်ဆိုတာကကျွန်တော်တို့ချစ်လို့ဂရုစိုက်လို့ပြောချင်ပြောကောင်းလိမ့်မယ်တကယ်တမ်းကျတော့အဲ့ဒီထိန်းချုပ်မှုကကျွန်တော်တို့ကြောက်စိတ်ကနေလာတာပဲဖြစ်ပါတယ်ကျွန်တော်တို့ချစ်ရတဲ့သူတွေကြာရှုံးရမှာကြောက်တာသူတို့ဒုက္ခရောက်မှာကြောက်တာနာကျင်ရမှာကြောက်တာအရာရာကြာရှုံးဆုံးရှုံးရမှာကိုကြောက်တာဒါပေမဲ့စစ်မှန်တဲ့ချစ်ချင်းတရားဂရုစိုက်မှုဆိုတဲ့ဟာကကျွန်တော်တို့တစ်ဖက်သားသူတွေနဲ့မိမိကိုယ်ကိုလွတ်လပ်ခွင့် space ဆိုတာပေးရပါတယ်ဘာလို့လဲဆိုတော့အဲ့လို space ပေးခြင်းဟာတပါးသူကိုယုံကြည်မှုပေးလို့ပဲဖြစ်ပါတယ်တပါးသူအတွက်သူတို့မှာသူတို့ရွေးချယ်နိုင်စွမ်းနေသင်ယူနိုင်စွမ်းနေတိုးတက်နိုင်စွမ်းနေရှိပါတယ်ဆိုပြီးတော့ကျွန်တော်တို့ယုံကြည်မှုပေးထားတာမျိုးပေါ့ကြောက်စိတ်ကတော့ယုံကြည်မှုတွေမပေးဘူးဒါကြောင့်ကျွန်တော်တို့ထိန်းချုပ်ကြတယ်ထိန်းချုပ်မှုကနေဖိအားတွေစပြီးဖြစ်ပေါ်လာပါတယ်ကျွန်တော်တို့ဖိအားတွေပေါ်လာတဲ့အချိန်မှာစိတ်ညစ်ကြရတယ်မလိုအပ်တဲ့ဝင်ထုတ်ဝင်ပိုးတွေကိုအလကားကြီးတင်နေရတယ်ဗျာနေ့စဉ်ဘဝဖြတ်တန်းသွားလာရတာစိတ်ထဲမှာအယမ်းလေးလံရတယ်အဲ့လိုဖိအားတွေကလည်းကျွန်တော်တို့ဆက်ဆံရေးတွေကိုဖြည်းဖြည်းချင်းမေးမိန်လာစေပါတယ်အခါတလေကြလူလို့ရတာတော့မတန်ဘူးလို့ခံစားရတယ်ပေါ့နော်ဒါကြောင့်အကယ်၍ခင်ဗျားကတစုံတစ်ယောက်ကိုတကယ်ချစ်တယ်တကယ်ဂရုစိုက်ချင်တယ်ဆိုရင်သူတို့ကိုကျွန်တော်တို့ကြောက်စိတ်ကနေထိန်းချုပ်ပေးမယ်စားသူတို့ကိုယုံကြည်မှုများများပေးပါအားပေးပါနားထောင်ပေးပါဟုတ်ကဲ့ကျွန်တော်နာမည်က100ပါတခုခုစဉ်းစားမိတယ်ဆိုရင် comment မှာတစ်ချက်မျှဝေပေးခဲ့လို့ရပါတယ်